ဒေါက်တာပြည့်ပြည့်သိမ်းမှာရန်ကုန်ကနေပဲလာရောက်ယူတာပါသုတတမဒီပလိုမာပွဲကိုအမဆရာတော်ကြီးရဲ့တရားတွေကိုလည်းအမြဲတမ်းနားတယ်ပေါ့နော်နားတဲ့ခါကျတော့ဒီသုတတမဒီပလိုမာပွဲတွေဒီ level 1 2 3စတင်ပြီးတော့အကောင့်တွေပေါ်ကြတဲ့အမတို့သိရှိခဲ့တာပေါ့နော်သိရှိခဲ့ပြီးတော့လည်းကိုယ်တိုင်လည်းအလုပ်တစ်ဖက်ဆိုပေမဲ့လည်းပါဝင်ဖြည့်ဆို့နိုင်အောင်ဒီဖြည့်ဆို့ရင်းနဲ့ပဲဓမ္မအသည့်တွေတိုးလာအောင်လို့ဝင်ရောက်ဖြည့်ဆို့ခဲ့တာပါအမားတို့အနေနဲ့တော့အမအလုပ်တစ်ဖက်နဲ့ဆိုတော့လေအားတဲ့အချိန်မှာပဲကိုယ့်ဘာကိုပဲစာဖတ်တယ်တရားနာတယ်ပေါ့နော်အဲ့လိုနည်းနဲ့ပဲလေ့လာခဲ့ပါတယ်စာအုပ်ထဲမှာပဲတေချာကိုဘာကိုပဲ notes ထုတ်ပြီးတော့ပေါ့နော်လေ့လာခဲ့တဲ့ကျူရှင်တွေပါတယ်ဟိုသင်တန်းတွေတော့တက်ခဲ့ခြင်းလည်းမရှိဘူးတက်ဖို့လည်းအချိန်မရှိခဲ့ဘူးပေါ့နော်အနာယူဖြစ်ပါတယ်ဆရာတော်ဘုရားကြီးရဲ့တရားတွေကဒီအခုဒီပလိုမာနဲ့ပတ်သက်တဲ့တရားတွေအပြင်ကိုတခြားတရားတွေလည်းအများကြီးနာဖြစ်ပါတယ်အများတန်းလည်းနာဖြစ်ပါတယ်တရားတော်အနေနဲ့ဆိုရင်အမနာတာတွေကတော့အများကြီးပဲပေါ့နော်ဒီမေတ္တာတုတ်ပေါ့နော်ဆရာတော်ဘုရားကြီးရဲ့မေတ္တာတုတ်ပေါ့မေတ္တာတုတ်ဆိုလို့ရှိရင်လူတွေကဒီမေတ္တာတုတ်ကိုအမြဲတမ်းရွတ်ဖတ်ရတယ်နတ်တွေချစ်တယ်ဆိုတာမျိုးနဲ့ပဲအရင်သိခဲ့တာခုမေတ္တာတုတ်တရားတော်ကိုနာပြီးတဲ့အခါမှာတော့ဒီမေတ္တာတုတ်ရဲ့တကယ်လေးနက်တဲ့အဓိပ္ပာယ်တွေကိုသိရှိနားလည်ပြီးတော့ဘယ်လိုပေါ့နော်ကိုယ့်ရဲ့ခုနှစ်ရက်သားသမီးနဲ့သူတစ်ပါးတွေပေါ်မှာဘယ်လိုမေတ္တာထားရမလဲဆိုတာကိုနားလည်လာတာပေါ့နော်အဲ့ဒါလေးကိုတော့သဘောကျနှစ်ချိုက်ပါတယ်ပီတိကတော့အများကြီးပါပဲကိုစူးစမ်းထားတဲ့ဘွဲတစ်ခုကိုရတဲ့ဟာကပီတိတစ်ခုပေါ့နော်ဒါနောက်တစ်ခုကကြဒီလိုမျိုးသုတတမဒီပလိုမာဆိုတာကဒီမဖြစ်မနေလှုပ်ဆောင်ရမယ့်အလုပ်တစ်ခုမဟုတ်ပေါ့ဒါကကိုမြန်နိုးလို့နှစ်သက်လို့စူးစမ်းပြီးဝင်ဖြည့်ထားတယ်ဒီသင်တန်းဒီပလိုမာတစ်ခုဖြစ်တဲ့အတွက်လည်းပို့ပြီးတော့ဝမ်းသာရပါတယ်ဒီကိုယ့်ရဲ့ဘဝအတွက်အကျိုးရှိမဲ့သင်ခန်းစာတွေကိုသင်ယူရတဲ့အတွက်ဒီဟာတစ်ခုကိုယ့်ရဲ့အခန်းကဏ္ဍတစ်ခုပေါ့နော်ဒီ milestone တစ်ခုပြီးသွားတဲ့သဘောပေါ့နော်ထပ်မံလဲထပ်ပြီးတော့ဖြည့်ဆို့ရမယ့်ဟာတွေကိုလည်းထပ်ပြီးတော့ဖြည့်ဆို့ဖို့တော့ကြိုးစားကြည့်ပါအောင်မယ်ပေါ့အခုလောလောဆယ်တော့ဒီမှာခဏနားနေပါတယ်။ဘာလို့အရှိရစာအုပ်ကြီးတွေကပို့ထူနေတဲ့ခါကျတော့နည်းနည်းလေးအချိန်ယူလိုက်အောင်မယ်ဖတ်ကြည့်မယ်ပေါ့နော်ဖတ်ကြည့်ပြီးကိုအလောက်ကိုင်းနဲ့အဆင်ပြေတဲ့အချိန်ရတဲ့အချိန်ကြရင်ဖြည့်မယ်လို့တော့စဉ်းစားထားပါတယ်။